TikTok မှာဘာတင် view ကြနေလားဒါမှမဟုတ် view က0မှာပဲရက်နေလို့အကောင့်ပြက်ပြီလို့ထင်နေပြီလားတကယ်တော့အကောင့်ပြက်တာမဟုတ်ဘဲနဲ့သင်ကိုယ်တိုင်မသိလိုက်ပဲနဲ့မှားနေတဲ့အချက်3ချက်ကြောင့်ပါပထမဆုံးချက်ကတော့သူများဗီဒီယိုတွေကိုပြန်ကူးပြီးတော့တင်တာပါ TikTok ရဲ့ algorithm ကခုနောက်ပိုင်းဒါဖြတ်မှုနည်းတဲ့ဒီ content မျိုးတွေဆိုလို့ရှိရင်တော့ for you page ပေါ်ကိုလုံးဝဒါမတင်ပေးတော့တာရှိတယ်ဒုတိယချက်ကတော့စီကံချက်တွေပါဗီဒီယိုထဲမှာပါတဲ့စာသားတွေပုံရိပ်တွေနဲ့တခြင်းတွေပေါ့နော်တခြင်းတွေက TikTok ရဲ့ guideline နဲ့မညီဘူးဆိုလို့ရှိရင်တော့ shutdown ပိုင်းခံရပြီးတော့လူတွေမမြင်ရအောင်ကတ်သက်ခံရတာမျိုးတွေရှိနောက်ဆုံးချက်ကတော့ HD quality ပါ TikTok ကခုနောက်ပိုင်းမှာ HD quality နဲ့ဒီ1 minute တက်ရှိတဲ့ပို့ပြီးတော့ဦးစားပေးတွင်းတင်ပေးနေပါတယ်ဒါကိုဖြည့်ရှင်းဖို့ဆိုရင်တော့ကိုယ်တိုင်ရိုက်ကိုယ်တိုင်တီးပြတ်တဲ့ဒီ original content တွေကိုဗီဒီယိုတင်တဲ့အခါမှာလူတွေစိတ်ဝင်စားစေမယ့် caption တွေနဲ့ keyword တွေကိုသေချာထည့်ပါအရေးကြီးဆုံးကတော့ view ကြနေတဲ့ဗီဒီယိုတွေကိုပုံမှန်တင်ပေးဖို့လိုပါတယ်ဒီ check လေးတွေကိုသတိထားကြည့်ပါမိမိတို့ရဲ့တကယ်ချင်းတွေထဲမှာလည်း view ကြလို့စိတ်ညစ်နေတဲ့သူတွေရှိလို့ရှိရင်လည်းအခုဗီဒီယို share ပေးလိုက်ကြအောင်နော်နောက်ထပ် TikTok tip တွေသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့နော်ကျွန်တော်ကတော့နေတို့ပဲဖြစ်ပါတယ်